အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့မိချောင်းနဲ့မြောက်ကလေးဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်နားဆင်ပေးကြပါအောင်နော်ဦးချစ်ရှိတုန်းကတာယာလှပတဲ့မြက်ကန္နာကတဖန်းပင်ကြီးတစ်ပင်ပေါ်မှာအရန်ညံကောင်းပြီးဖြက်လက်တဲ့မြောက်ကလေးတစ်ကောင်နေထိုင်ပါတယ်အဲ့ဒီမြက်ထဲမှာတော့မိချောင်းလေးများနှစ်ကောင်နေထိုင်ကြပါတယ်မြောက်ကလေးဟာနေ့တိုင်းတဖန်းပင်ပေါ်ကအရသာရှိတဲ့တဖန်းသီးမဲ့တွေကိုခူးစားလေးရှိပြီးမြစ်ထဲကမိချောင်းကြီးကိုလည်းအမြဲတမ်းပြစ်ရှာပေးလေးရှိပါတယ်။မိချောင်းကြီးကလည်းမြောက်ကလေးပေးတဲ့တဖန်းသီးတွေကိုစားရတာအရန်သဘောကျပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ကောင်ဟာတဦးကိုတဦးကူညီကြရင်နဲ့အရန်ခင်မင်းစရာကောင်းတဲ့မိတ်ဆွေစစ်တွေဖြစ်လာကြပါတယ်။ဒီနေ့မှာတော့မိချောင်းထီကြီးဟာတဖန်းသီးတချို့ကိုသူ့ရဲ့ဇနီးမိချောင်းမကြီးစီယူသွားပေးပါတယ်။မိချောင်းမကြီးဟာတဖန်းသီးတွေကိုစားကြည့်တဲ့အခါအရန်ရှိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခါမှာမိချောင်းမကြီးကဒီလောက်ရှိုတဲ့တဖန်းသီးတွေကိုနေ့ရိုင်းစားနေတဲ့မြောက်ကလေးရဲ့အသေးနှလုံးမှာဘလောက်တောင်ရှိုလိုက်မလဲဆိုပြီးမကောင်းတဲ့အကြံတစ်ခုရလာပါတော့တယ်။မိချောင်းမကြီးဟာမြောက်ကလေးရဲ့အသေးကိုအရန်စားခြင်းစိတ်ပြင်းပြလာတာကြောင့်သူ့ရဲ့ခမောမိချောင်းထီးကိုကျမမြောက်ကလေးရဲ့အသေးကိုမစားရရင်တေးရပါတော့မယ်။မြောက်ကလေးကိုဒီကိုရအောင်လှည့်စားပြီးခေါ်လာပေးပါလို့အတင်းပူစားပါတော့တယ်။မိချောင်းထီးကြီးဟာသူ့ရဲ့မိတ်ဆွေမြောက်ကလေးကိုသစ္စာမဖောက်ရှင်ပေမဲ့ဇနီးဖြစ်သူရဲ့အသင်အကျက်တောင်းဆိုမှုကြောင့်နောက်ဆုံးမှာတော့မြောက်ကလေးကိုဖမ်းဖို့သဘောတူလိုက်ရပါတော့တယ်။စိတ်မကောင်းဖြစ်ရတဲ့မိချောင်းထီးကြီးဟာမြောက်ကလေးစီကိုဖြည်းဖြည်းချင်းကူးခတ်သွားပါတော့တယ်။မိချောင်းထီးကြီးဟာတဖန်းပင်အောက်ကိုရောက်တဲ့အခါဟမ်မပြတ်ပဲမြောက်ကလေးကိုလှမ်းနှုတ်ဆက်လိုက်ပါတယ်။ပြီးတော့သူပြင်ဆင်လာတဲ့လိန်ညာရဲ့စကားတွေကိုအခုလိုပြောပြပါတော့တယ်။အိုးမိတ်ဆွေမြောက်ကလေးမင်းငါကိုနေ့တိုင်းအရသာရှိတဲ့တဖန်းလေးတွေကျွေးရကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့တော့ငါတို့မြည့်ရဲ့ဟိုဘက်ကမ်းမှာရှိတဲ့ကျွန်းကြီးပေါ်ကိုမင်းကိုအိတ်ခံဖို့ခေါ်သွားခြင်းလို့ပါ။အဲ့ဒီကျွန်းပေါ်မှာမင်းအရန်ကြိုက်တဲ့တည့်သီးတွေပိနေသီးတွေနဲ့အရသာရှိတဲ့တစ်သီးဝလံတွေအများကြီးပြီးနေတာကွာလို့ဆွဲဆောင်လိုက်ပါတယ်။မြောက်ကလေးဟာမိချောင်းကြီးရဲ့စကားကိုကြားတဲ့အခါအရန်ဝမ်းသာသွားပြီးတစ်သီးတွေစားခြင်းစိတ်ဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့မြောက်ကလေးကငါကအရှင်မကူးတတ်ဘူးလေမိတ်ဆွေရဲ့မြစ်ကလည်းအရန်ကျဲတော့ဟိုဘက်ကန်းကိုငါဘယ်လိုလုပ်သွားနိုင်မှာလဲလို့စိုးရိမ်တကြီးနဲ့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါမိချောင်းကြီးကမစိုးရိမ်ပါနဲ့မိတ်ဆွေမင်းကငါရဲ့ကြောပေါ်ကိုသာခွာစီးလိုက်ပါငါမင်းကိုဟိုဘက်ကန်းအထိဘေးကင်းကင်းနဲ့အရောက်ပို့ပေးပါမယ်လို့ပြောပြီးမြစ်ကန်းနာကိုကြိုးကပ်ပေးလိုက်ပါတယ်။မြောက်ကလေးဟာသူ့ရဲ့မိတ်ဆွေမိချောင်းကြီးကိုဘာမှမသိငါမဖြစ်ဘဲအပြည့်အဝယုံကြည်မိတာကြောင့်တဖန်းပင်ပေါ်ကနေမိချောင်းကြီးရဲ့ကြောပေါ်ကိုဖြတ်ခနဲခုန်စီးလိုက်ပါတော့တယ်။မိချောင်းကြီးဟာမြောက်ကလေးကိုကြောပေါ်တင်ပြီးမြစ်လေကောင်းစီကိုတပြေးပြေးချင်းကူးခတ်သွားပါတော့တယ်။မိချောင်းကြီးဟာမြောက်ကလေးကိုကြောပေါ်တင်ပြီးမြစ်လေကောင်းရှင်တဲ့ပိုင်းကိုရောက်တဲ့အခါမှာတော့သူ့ရဲ့အစီအစဉ်အမှန်ကိုဖွင့်ပြောပါတော့တယ်။မိချောင်းကြီးကမိတ်ဆွေမြောက်ကလေးတကယ်တော့ငါမင်းကိုတစ်တီကျွန်းစီခေါ်သွားဖို့မဟုတ်ပါဘူး။ငါရဲ့ဇနီးမိချောင်းမကြီးဟာမင်းရဲ့အသေးနှလုံးကိုအရန်စားချင်နေလို့ငါကမင်းကိုလှည့်စားပြီးခေါ်လာခဲ့တာပါလို့အမှန်တိုင်းပြောပြလိုက်ပါတယ်။မြောက်ကလေးဟာမိချောင်းကြီးရဲ့စကားကိုကြားတဲ့အခါအရန်ထိတ်လန့်သွားပေမဲ့ဆက်ရှင်မဲစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပါတယ်။သူကမိချောင်းကြီးကိုအခုလိုပပနဲ့ပြန်ပြောလိုက်ပါတယ်။အော်မိတ်ဆွေရာဒါဆိုလဲငါ့ကိုတစ်ပင်ပေါ်မှာတည်းကပြောပါတော့လား။ငါတို့မြောက်တွေကအသေးနှလုံးကိုခန္ဓာကိုယ်ထဲမှာမထားကြဘူးလေ။တစ်ပင်ပေါ်ကတက်ကိုင်းတွေပေါ်မှာပဲရှိထားခဲ့ကြတာအခုလည်းငါအသေးကတဖန်းပင်ပေါ်မှာကျန်ခဲ့ပြီးအသေးမပါပဲငါ့ကိုခေါ်သွားရင်မင်းစနီးစားဖို့အသေးရမှာမဟုတ်ဘူးလေဒါကြောင့်ကန်ဆက်ကိုခဏပြန်ပို့ပေးပါငါအသေးသွားယူပြီးမှလာခဲ့မယ်လို့လိန်ညာပြီးပြောလိုက်ပါတယ်မိချောင်းကြီးဟာမြောက်ကလေးရဲ့စကားကိုအဟုတ်မှတ်ပြီးယုံကြည်သွားပါတော့တယ်မိချောင်းကြီးဟာမြောက်ကလေးရဲ့လိန်ညာစကားကိုယုံကြည်ပြီးကန်ဆက်ကိုပြန်လှည့်လာပါတယ်မြောက်ကလေးဟာမိချောင်းကြီးရဲ့ကြောပေါ်ကနေကန်ဆက်ကိုရောက်တာနဲ့တစ်ပင်ပေါ်ကိုဖြတ်ခနဲခုန်တက်ပြေးသွားပါတော့တယ်ပြီးမှမိချောင်းကြီးကိုလှမ်းကြည့်ပြီးအသေးဆိုတာကိုယ်ထဲမှာပဲရှိတာကွဘယ်တစ်ပင်ပေါ်မှာမှသွားစိတ်ထားလို့ရမှာလဲလို့လောင်ပြောင်ပြီးပညာပေးလိုက်ပါတော့တယ်မိချောင်းကြီးဟာသူ့ရဲ့အမားကိုသတိရပြီးမြောက်ကလေးကိုတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့မြောက်ကလေးကတော့မိချောင်းကြီးကိုခွင့်မလွတ်ပါဘူး။မင်းကငါ့ကိုတစ္ဆာဖောက်ခဲ့တာလေ။ငါကိုတတ်ဖို့ကြိုးစားခဲ့တာပဲ။ငါမင်းကိုဘယ်တော့မှမယုံတော့ဘူးလို့ပြောပြီးမြောက်ကလေးဟာမိချောင်းကြီးကိုအသီးတွေဘယ်တော့မှမပေးတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။
မိချောင်းကြီးဟာမြောက်ကလေးပေးတဲ့အသီးတွေကိုမစားရတော့တဲ့အပြင်သူ့ရဲ့မိတ်ဆွေကောင်းတယောက်ကိုလည်းဆုံးရှုံးလိုက်ရပါတော့တယ်။သူဟာနောင်တရပေမဲ့အရာရာဟာနောက်ကျသွားခဲ့ပါပြီ။မိချောင်းကြီးဟာနောက်ဘသူကိုမှမလှည့်စားဖို့ကတိပေးပေမဲ့မြောက်ကလေးကတော့သူ့ကိုဘယ်တော့မှယုံကြည်မှမဟုတ်တော့ပါဘူး။အဲ့ဒီလိုနဲ့မိချောင်းကြီးဟာမြောက်ကလေးရဲ့အသီးတွေကိုလမ်းဆိုးရင်သူ့ရဲ့မိတ်ဆွေကောင်းကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုတွေနဲ့အတူတယောက်တည်းကြံရင်ခဲ့ရပါတော့တယ်။